ရိယံဘာသာဝင်ကောင်းတိုင်းလေးစားလိုက်နာကျင့်သုံးကြရတဲ့ပြည့်ညတ်တော်10ပါးတဲ့ကနံပါတ်2အချက်ပဲဖြစ်ပါတယ်ရုပ်တုစင်တုကိုကိုယ့်အဖို့မလုံးနဲ့ဥမချဝမပြုတ်နေတဲ့ဒါခရိယံဘာသာမှာရုပ်တုစင်တုတော်တွေကိုမကိုယ်ရဘူးဥမချရဘူးဆိုပြီးတော့မှခရိယံဘာသာဝင်ကောင်းတိုင်းလေးစားလိုက်နာကျင့်သုံးကြရတဲ့အချက်ဖြစ်တယ်ပေါ့ဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာမှာကကြတော့ရုပ်တုစင်တုတွေကိုရုပ်တုစင်တုပုံတော်တွေကိုကိုယ်ကွယ်စိတ်ကြရပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်းမြတ်တဲ့ရည်ရွယ်ချက်ရှိပါတယ်။ဘာလို့လဲဆိုရင်ပုံတော်မြတ်စွာဘုရားရဲ့ပုံတော်တွေကိုကြည့်ပြီးတော့မှမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုလွှမ်းခြုံသိရှိပြီးတော့မှကြည်နိုးစရာကြည်ညိုသရာတရားတွေဖြစ်ပြီးတော့မှယုံကြည်ကိုယ်ကွယ်စိတ်ကပူဇော်ရပါတယ်။လူတိုင်းနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တတ္တဝါတိုင်းမှာမိဘတွေဆိုတာရှိကြတယ်။ကျေးဇူးရှင်မိဘတွေရှိတဲ့အလျောက်ကျေးဇူးရှင်မိဘတွေရဲ့ပုံကိုကြည်ခြင်းအဖြစ်မိဘတွေရဲ့ဂုဏ်တွေကိုကျေးဇူးတရားတွေကိုတန်းပြီးတော့သိရသလိုမျိုးကိုယ်မှာဒုက္ခရောက်နေတဲ့အချိန်မှာကိုယ့်ကိုကယ်တင်ခဲ့ဘူးတဲ့ကျေးဇူးရှင်တွေရှိနေမယ်အဲ့ဒီကျေးဇူးရှင်တွေရဲ့ပုံကိုကြည်ခြင်းအဖြစ်ကျေးဇူးရှင်တွေရဲ့ကျေးဇူးတရားတွေဂုဏ်ကျေးဇူးတွေကိုတန်းပြီးတော့သိရသလိုမျိုးဦးဇင်းတို့ရဲ့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားရဲ့ပုံတွေကိုကြည်ခြင်းအဖြစ်ပုံတော်ထဲမှာတော့မှဗုဒ္ဓမြတ်စွာဘုရားရဲ့ဆက်လက္ခဏာတော့ပုံတရံဟာဒီလောက်ကြည်နူးစရာကြည်ညိုစရာတရားတရားဖြစ်စရာငြိမ်းချမ်းစရာကောင်းနေတယ်ဆိုရင်တကယ်သက်ရှင်ထင်ရှားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားသာဆိုရင်ဘယ်လောက်တောင်ကြည်နူးစရာကြည်ညိုစရာတွေကောင်းနေလိုက်မလဲလို့ဒီလိုမျိုးလေးနှလုံးသားမှာပုံတော်တွေကိုကြည်ခြင်းဖြစ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုတန်းပြီးတော့မှရောက်စေပြီးတော့မှပို့ပြီးတော့မှပီတိတွေကြည်ညိုစရာတွေဖြစ်စေသည့်အလျောက်ဦးဇင်းတို့ဒီလိုမျိုးရည်ရွယ်ချက်နဲ့ကိုယ်ပဲစိတ်ကပူဇော်ရခြင်းဖြစ်ပါတယ်နောက်တစ်ခုကလူငယ်လူရွယ်တွေအားလုံးယနေ့ခေတ်မှာမြင်တွေ့အောင်ဦးဇင်းဥပမာပေးပြီးတော့ပြရမယ်ဆိုလို့ရှိရင်တမိုင်းကောင်းခဲ့ကြပြီးတော့ထူးထူးချွန်ချွန်ရှိကြတဲ့ပုံကိုယ်တွေဆိုရင်ရုပ်ထုတွေထုပြီးတော့မှအထိမ့်မဲ့အနေနဲ့ထားခဲ့ကြတယ်လေတိုင်းသမားဆိုတဲ့တိုင်းသမားနိုင်ငံရေးသမားဆိုတဲ့နိုင်ငံရေးသမားငြိမ်းချမ်းသမားဆိုတဲ့ငြိမ်းချမ်းသမားပဲလေဒါအဲ့ဒီရည်ရွယ်ချက်တွေပဲဖြစ်ပါတယ်အဲ့တော့ဦးဇင်းဗုဒ္ဓရှင်တော်မြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်ပုံတော်ရုပ်ထုတော်တွေဟာလည်းပဲနောင်လူနောင်သားတွေကုသိုလ်တရားတွေပြုလုပ်ကြတဲ့အခါလွယ်ကူစွာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်တွေကိုအာရုံပြုလွယ်ပြီးတော့မှကုသိုလ်တရားတွေရစေနိုင်ခြင်းအကျိုးကမြတ်စွာဘုရားကခွင့်ပြုတော်မူထားခြင်းဖြစ်ပါတယ်အဲ့တော့စာပေအထောက်အထားကိုကြည့်ကျင်တယ်ဆိုရင်ဥစဉ်ဒီမှာထားပေးတယ်ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးတော့မှလေ့လာလို့ရပါတယ်နောက်ထပ်အချက်အလက်တွေကိုဥစဉ်နောက်ဗီဒီယိုလေးမှာပြောပြပေးပါမယ်အားလုံးပဲကျမ်းမာချမ်းသာလမ်းဖြာဝမ်းသာငြိမ်းချမ်းသာရာရှိနိုင်ကြပါစေ